အခုဆိုလို့ရှိရင်ဒီ Facebook platform မှာပေါ့နော်ပတ်စံဘယ်လိုရှားမလဲဆိုတာကိုသိတဲ့လူငယ်တွေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ TikTok ပုံမှာပတ်စံဘယ်လိုရှားမလဲဆိုတာကိုကျွမ်းကျင်နားတွေရဲ့လူငယ်တွေပေါ့နော်နောက်ပြီးဒီ YouTube ပုံမှာပတ်စံရှာဖို့အတွက်မျိုးလက်ရှိတဲ့လူငယ်တွေအတွက်ဒီခိုက်ကအကောင်းဆုံးခိုက်ပေါ့နော်တော်တော်လေးပဲဒီ Facebook ရဲ့ policy ကဘယ်လိုရှိတုံးပေါ့နော် Facebook ရဲ့ second share ကဘယ်လိုရှိတုံးပေါ့နော်ဒီ content monetization ကဘယ်လိုလောက်လို့ရှိရင်ဒီကိုအတွက်ပေါ့နော် safe ဖြစ်တယ်လေပေါ့နော်ဘယ်ခါမလဲဆိုတာကိုလေလာထားဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့အခွဲအရေးရှိတယ်ပို့ပြီးတော့အခွဲလမ်းများတယ်ပေါ့နော်အဲ့လိုကျွမ်းကျင်မှုဗျမ်းတစ်ခုတည်းစောက်တာနဲ့တော့ဒီပိုက်ဆိုင်ရချက်တူပဲ regulation လောက်တဲ့ပုံစံမျိုးတွေနဲ့တော့ဒီကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ကျွမ်းကျင်မှုတွေပေါ့နော်အဲ့ဒါတွေကတော့မတူဘူးအဲ့ဒါကိုလည်းပဲနားလေထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုပိုင်ဗျမ်းနဲ့ဒီကိုပိုင်လဲလာမှုလေးပဲအားကောင်းတယ်ဆိုလို့ရှိရင်ဒီဗီဒီယို regulation လောက်ပြီးတော့တဲ့နာနဲ့စားလို့ရှိရင်ဒီနေ့ပညာပိုင်းဆိုင်ရာတွေတော့မဟုတ်ဒီ knowledge ပိုင်းဆိုင်ရာတွေကိုလောက်တာကိုယ့်အတွက်ပို့ပြီးတော့တန်ဖို့ရှိတယ်ပေါ့နော်အဲ့လိုလေးပဲတွေ့ရတယ်အဲ့တော့ပထမဆုံးကတော့ဒီ Facebook ပေါ်မှာပိုက်ဆံရှာရှယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် TikTok ပေါ်မှာပိုက်ဆံရှာရှယ်တာပဲဖြစ်ဖြစ် YouTube ပေါ်မှာပိုက်ဆံရှာရှယ်တာပဲဖြစ်ဖြစ်ပေါ့နော်အနည်းဆုံးအစကတော့ဒီဗီဒီယို edit ပိုင်းဆိုင်ရာကိုနားလည်ဖို့လိုတယ်ဒါမှမဟုတ်လို့ရှိရင်လေကိုမှကျွမ်းကျင်တဲ့စကေးတစ်ခုခုကိုရှာပြဖို့အတွက်ဒီကိုရဲ့ကျွမ်းကျင်မှုကိုတိတ်ကြပေါ့နော်တိတ်ရှာလေးရှာပြတတ်တဲ့အစွမ်းစားရှိတဲ့ solution ဒီခိုင်မှာပိုက်ဆံရှာလို့ရတယ် platform တိုင်းမှာပေါ့နော်အဲ့တော့အဓိကတော့ခုကတော့ဒီ Facebook ကို like နေရတယ်ပေါ့နော် Facebook က content monetization ကပိုက်ဆံအရာတော့နေတယ်တော်တော်လေးပဲ like နေကြတာအများကြီးတွေ့ရတယ်ပေါ့နော်နောက်ပြီးဒီ TikTok ပေါ်မှာဆိုလို့ရှိရင်လေဈေးရောင်းလို့ရတာလည်းတွေ့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေပဲဒီ content monetization ပေါ့နော်view up ပို့ကလောက်ပြီးတော့ရတာလည်းတွေ့ရတယ်ဂျပန် TikTok က900 TikTok ကဖွဲ့ပြီးတော့ပေါ့နော်နောက်တစ်ခုကဒီ YouTube မှာပေါ့နော် YouTube မှာဆိုလို့ရှိရင်လေပဲYouTube မှာဗီဒီယိုဖိုင်တယ်ဗီဒီယိုပေါ့နော်ဓာတ်ပုံနဲ့တဲပြီးတော့ relation တွေတဲပြီးတော့နေပညာတွေတဲပြီးတော့ပေါ့နော် Google Ads ကနေပြီးတော့ပိုက်ဆံရှာနေရကြတာလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီတစ်ခုခုလောက်တက်ပြီဆိုလို့ရှိရင်ပိုက်ဆံရပြီပေါ့နော်အဲ့တော့တစ်ခုခုလောက်တက်ပြီဆိုလို့ရှိရင်ပိုက်ဆံရှာလို့ရပြီဖြစ်ပါတယ်အဲ့တော့ကိုကဒီ Facebook ပေါ်လဲဖောင်းအကြောင်းကိုလည်းပဲကောင်းကောင်းလေ့လာပေါ့နော်နောက်ပြီးတော့ဒီ Facebook ကဘယ်လိုဆိုလို့ရှိရင်တော့ဘယ်လိုလောက်လို့ရှိရင်တော့အကောင်းဆုံး content ဖြစ်မလဲပေါ့နော်နောက်ပြီး content monetization ဘက်ခါမလဲဆိုတဲ့အကြောင်းကိုလေ့လာထားဖို့လိုတယ်ဒါအရေးကြီးတဲ့အချက်ပေါ့တော့ဒါကတော့ Facebook ပေါ်မှာပိုက်ဆံရှာမဲ့ရေမှန်းထားတဲ့ညီကိုတွေပေါ့နော်နောက်တော့အချက်ကဒီ TikTok ပေါ်မှာပေါ့နော် TikTok ရဲ့ platform ကိုလည်းပဲသေချာလိုက်တာဖို့လိုတယ်ဒီ YouTube မှာကတော့အများသောအားဖြင့်ပညာရှင်တွေရှိတာဖြစ်တဲ့အတွက် YouTube ပေါ်မှာတော့အများကြီးလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့ YouTube ကိုဘယ်လိုလောက်ရမလဲဆိုတာကိုလည်းပဲအသေးစိတ်လေ့လာပြီးတော့ပိုက်ဆံရှာမယ်ဆိုလို့ရှိရင်ဒီခိုက်မှာတော့ပိုက်ဆံရှာတဲ့နေ့စနစ်တွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကိုလာပြီးတော့ဒီ share အနေနဲ့ no like လောက်ပေးလိုက်ရတာဖြစ်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဒီ Facebook ပေါ်မှာ TikTok ပေါ်မှာ YouTube ပေါ်မှာပိုက်ဆံရှာပြီးတော့ပိုက်ဆံများရတဲ့ညီကိုတွေဖြစ်ပါစေလို့လည်းပဲအားလုံးကိုဆုတောင်းပေးလိုက်ပါတယ်ဗျတကယ်လို့လိုအပ်တာများရှိလို့ရှိရင်လည်းပဲဒီ comment ပေးပြီးတော့မေးထားလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းပဲအသိပေးလိုက်ရပါတယ်ဗျ